မိုက်စင်ခါဒီနေ့89ချင်းမြောက်ရှမ်းအမျိုးသားနဲ့တမဟုတ်ရှမ်းပြည်နယ်နဲ့မျိုးစင်ကြမှာရောက်နေတယ်။အဲမှာဘာရှိလဲမသိဘူးနော်။ရှမ်းအစားရှမ်းဝစ်စုံနဲ့တွားချင်နေတာလား။မိုက်စင်ခါကဲ Happy Shan National Day မင်္ဂလာပါမိုက်စင်ခါဒီလိုတော်တော်များတယ်ဒီတော့အများပြင်းကဒီရှမ်းဝစ်စုံလို့ပဲဟုတ်ကျေးဇူးပါဟုတ်ကျေးဇူးပါရတယ်ရှမ်းညိုရစားစရာတို့စုံနေရှမ်းအစားလေရွယ်ကဲခုနကပီတို့ဗာလေရန်စိတ်လို့ရှာပြီးတော့ဝဲတာနည်းနည်းများသွားတယ်ကြည်အောင်မျောရွယ်တမန်ကောင်းစားမှာပေါ့ရှမ်းအစားတော့ကြိုက်တယ်ကြည်အောင်မိုက်တယ်ဟဲ့ဒီဝေးမှာနေရတာတော့ပြောဖို့ကောင်းတယ်ဒီမှာ teacher ဟိုမှာတချင်နဲ့ပွင့်တယ်ဒီမှာဗာလေအစားအဆုံးရှိတယ်ပြီးတော့အလူအကောင်တော့အရန်ခင်ဖို့ကောင်းတယ်ကျေးဇူးများတယ်မနော်ငါသမင်းချင်းဝတ်တဲ့ချင်းဘာလဲတွေ့တယ်ကိုပြပြောလေမြန်မာနိုင်ငံမှာအတိုင်းဆောင်အစားကရှမ်းပဲလုံးဝဟုတ်သမင်းဝါတဲ့ရှမ်းသမင်းဝါဒါနဲ့ရမိုက်တယ်ဒီရှင်နဲ့သမင်းအကောင်လုံးကြိုက်တယ်ရိုးတော့ပါတယ်ဒီနေ့ပန်ဂျာမင်းဆိုရှမ်းဝစ်စုံနဲ့ဝင်တယ်ရှမ်းတီလို့နဲ့နားထောင်တယ်ရှမ်းအစားနဲ့စားရင်လည်းရှမ်းမလေးမရတယ်နောက်တာဘယ်နာဘူးမဟုတ်အမလုံးပါနဲ့တောင်းမှမှာလေကောင်းညင်ဟုတ်လားလို့ခုလဲကိုမီခေါင်းနဲ့ရိုက်ခွဲရမှာဟုတ်လားဟင်းမိုင်ဟဲ့ပဇန်တက်ကိုက်မလုံးပါနဲ့ကဲဝါရောက်ချွာဆွဲလာလာသားကြီးဟဲ့ဒီအချိုးပိတ်တဲ့ကောင်းတယ်သူက avocado လည်းပါတယ်ဟို6ကြောလည်းပါတယ်ငါပြောစရာကြီးဒီပွဲပါတယ်အကျိုးပေါ့အကျိုးမျိုးစုံပါတယ်နော်အကျိုးမျိုးစုံပါပါโอเคဒီပွဲကိုပြီးတော့ဒီဘက်ဒီရွေးတိုက်တယ်ငါပေါင်းငါကင်မွန်ဂျင်ပေါင်းရိုးရအကားနဲ့ရိုးရတိတ်တော်အရမ်းကြိုက်တယ်ကြည့်လားပွဲကပြီးသွားပြီပေါ့အခုတော်တော်ပြောဖို့ကောင်းတယ်မိုက်စင်ခါ